有些中国人和我见面不是问好，တချို့တရုတ်လူမျိုးတွေနဲ့တဲ့和我见面သူတွေ့တဲ့အခါပေါ့နော်见面ဆိုတွေ့တာပေါ့နော်သူတွေ့တဲ့အခါမှာတဲ့不是问好တဲ့问好ဆို hello ပေါ့နော် hello လို့နှုတ်ဆက်တာ hello လို့နှုတ်ဆက်တာမျိုးပဲမဟုတ်ဘူးတဲ့而是问一些奇怪的问题အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီအစားပေါ့နော် hello လို့ပြောရမယ်အစားတဲ့奇怪的问题奇怪ပေါ့နော်奇怪ဆိုတာထူးဆန်းတာပေါ့နော်ထူးဆန်းတဲ့စကားလုံးတွေထူးဆန်းတဲ့မိခွန်းတွေမေးကြတယ်တဲ့下面就是今天早上我和邻居的对话အဲ့ဒါပါလဲဆိုတော့ဒီနေ့မနေ့ပေါ့နော်သူအိမ်နီးချင်းနဲ့စကားပြောဆိုနှုတ်ဆက်ခဲ့တဲ့ဟာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်တဲ့အဲ့ဒါကတော့ဘာလို့နှုတ်ဆက်တာလဲဆိုတော့သူရဲ့ 邻居 ဆိုတာအိမ်နီးချင်းပေါ့နော်早上好morning ပေါ့နော်အဲ့တော့မင်္ဂလာနံနက်ခင်းမှာပေါ့早上好ဒါမင်္ဂလာနံနက်ခင်းမှာပေါ့吃了吗吃了ဆိုတာစားပြီးပြီလားတဲ့吃了ဆိုစားပြီးပါပြီတဲ့သူကပြန်ဖြေတာပေါ့နော်အဲ့တော့去上课呀ဆိုတာအတန်းသွားတက်ဖို့လားပေါ့အတန်းသွားတက်ဖို့လား shoot သူ့ရဲ့ privacy ပေါ့နော်သူ့ရဲ့ information detail ကိုမေးနေတယ်ဆိုတော့ဒီစိတ်ကိုမေးနေတယ်ဆိုတော့စိတ်ဖြစ်တာပေါ့နော်အဲ့လိုမျိုး外面正下着雨呢带伞了吗အပြင်မှာတဲ့မိုးရွာနေတယ်ပေါ့နော်带伞了吗ဆိုတာတိုက်ဆန်ဆန်ဆိုတာထီးလေနော်ခုန meaning နဲ့မှလည်းပါပြီးပါပြီအဲတိုက်ဆန်လမားဆိုတာထီးယူခဲ့လားတဲ့ထီးပါလားပေါ့နော်အဲတော့ရှက်ကျေးဇူးတင်ပါတယ်ပေါ့နော်တိုက်စနာငါယူလာခဲ့ပါတယ်တဲ့这要是在半年以前ဒါကလွန်ခဲ့တဲ့နှစ်ဝက်ပေါ့နော်半年ဆို6လပေါ့နှစ်ဝက်မတိုင်ခင်ကဆိုလို့ရှိရင်တဲ့有人这样跟我打招呼တချို့လူတယောက်လူအချို့ကပေါ့နော်ချို့လူကသူ့ကိုနှုတ်ဆက်ဒီလိုမျိုးပုံစံပေါ့နော်အဲ့လိုဒီအပေါ်ခဏကပုံစံလိုမျိုးနှုတ်ဆက်တဲ့ချိန်မှာတဲ့我肯定生气啦သူတကယ်တေချာပေါက်သူဒါကိုစိတ်ဆိုးခဲ့တယ်ပေါ့နော်နှစ်ဝက်မတိုင်ခင်ကပေါ့နော်ဒီနှစ်ဝက်မတိုင်ခင်ကအဲ့လိုမျိုးပုံစံနှုတ်ဆက်တာကိုသူတကယ်စိတ်ဆိုးခဲ့ပါတယ်တဲ့可是现在我却觉得挺亲切的ဒါပေမဲ့တဲ့အခုတော့သူဒီဟာကတော်တော်လေးရင်းနှီးဖော်ရည်တဲ့ခန်းစားချက်ဆိုတာကိုသူခန်းစားလို့ရပါပြီတဲ့因为我知道ဘာလို့လဲဆိုတော့တဲ့ငါသိပြီတဲ့他们跟熟人才这么打招呼ဘာလို့လဲဆိုတော့တဲ့သူတို့ကသူတို့သိတဲ့သူကသူသိတဲ့သူကိုအဲ့လိုနှုတ်ဆက်တယ်ဆိုတဲ့ဟာကိုသူသိသွားတဲ့အတွက်ကြောင့်တဲ့ခုဆိုလို့ရှိရင်ဒါကိုသူရင်းနှီးနေပြီပေါ့နော်ဒီလိုနှုတ်ဆက်တာကို要是你不想回答他们的问题တကယ်လို့ပေါ့နော်သူတို့ရဲ့မေးခွန်းတွေကိုမဖြေချင်ဘူးဆိုလို့ရှိရင်တဲ့要是你不想回答ဆိုမဖြေချင်ဘူးပေါ့နော်မဖြေချင်不想ဆိုတာ want ပေါ့နော်မဖြေချင်ဘူးဆိုလို့ရှိရင်တဲ့ want ဆိုတာ question ပေါ့နော်သူတို့ရဲ့ဒီမေးခွန်းတွေပေါ့နော်အဲ့ဒါတွေစားပြီးပြီလားကြောင်းသွားမလို့လားအဲ့ဒါတွေမဖြေချင်ဘူးဆိုလို့ရှိရင်တဲ့问好就可以啦问好 hello လို့ပဲပြောလိုက်ရင်လည်းရပါတယ်တဲ့ဒီဟာလေးကတော့သူတို့ပေါ့နော်နိုင်ငံသားအကြောင်းသားဒီတရုတ်ကိုအကြောင်းလာတဲ့အချိန်မှာကြုံရတဲ့သူ secret မဖြစ်တာလေးတွေပေါ့နော် text တပေါ်မျိုးရှင်းပြထားတဲ့ဟာလေးဖြစ်ပါတယ်ပြီးပါ